လူတစ်ယောက်ကိုရိုက်လိုက်ရင်ဥပဒေအရဘာဖြစ်မလဲဥပဒေအရလူတစ်ယောက်ကိုနာကျင်စေခြင်းယောဂဖြစ်စေခြင်းကိုယ်ခန္ဓာအားနည်းစေခြင်းဒီလိုဖြစ်စေရင်နာကျင်စေမှုလို့ခေါ်ပါတယ်ဒါကိုရာဇသက်ကြီးပုံမှန်319မှာအဓိပ္ပာယ်ဖွင့်ထားပါတယ်လူတစ်ယောက်ကိုရိုက်လိုက်ပြီးအယိုးကျိုးသွားရင်နာကျင်မှုတသက်မဟုတ်တော့ပါဘူးအပြင်းထန်နာကျင်စေမှုဖြစ်ပါတယ်ဥပဒေအရဆိုရင်အောက်ပါအရာတွေဖြစ်ရင်အပြင်းထန်နာကျင်စေမှုလို့ခေါ်ပါတယ်အောက်ပါနာကျင်စေမှုများသည့်သာလျှင်အပြင်းထန်နာကျင်စေမှုမြောက်ပါတယ်ပထမလူကိုတင်းကွခြင်းဒုတိယလူ၏မျက်စိတစ်ဖက်ဖက်ကိုအမြဲမမြင်အောင်ပြုခြင်းတတိယလူ၏နားတစ်ဖက်ဖက်ကိုအမြဲမကြားအောင်ပြုခြင်းစတုထကိုယ်လက်အင်္ဂါသို့မဟုတ်အစစ်အမြစ်တစ်ခုခုကိုကျိုးပဲ့ပျက်စီးအောင်ပြုခြင်းပြေစမကိုယ်လက်အင်္ဂါသို့မဟုတ်အစစ်အမြစ်တစ်ခုခု၏အင်အားကိုဖျက်ဆီးခြင်းသို့မဟုတ်အမြဲချို့တဲ့အောင်ပြုခြင်းစထမဦးခေါင်းကိုဖြစ်စေမျက်နှာကိုဖြစ်စေအမြဲရုပ်ဆင်းပြတ်အောင်ပြုခြင်းတတမအယိုးကိုသို့မဟုတ်သွားကိုကျိုးအပ်ကွဲအောင်ဖြစ်စေတိမ်လွဲအောင်ဖြစ်စေပြုခြင်းအထမအသက်ကိုအန္တရာယ်ဖြစ်စေအောင်သို့မဟုတ်နာကျင်ခံရသူသည်ရက်ပေါင်း20အတွင်းကိုယ်အင်္ဂါအပြင်းထန်ဝေဒနာခံရအောင်သို့မဟုတ်ရက်ပေါင်း20အတွင်းမိမိလှုပ်ဆောင်မြဲအလုတ်ကင်တို့ကိုမလုတ်ကင်နိုင်အောင်နာကျင်စေခြင်းနာကျင်စေမှုနဲ့အပြင်းထန်နာကျင်စေမှုအကြောင်းသိပြီဆိုတော့နာကျင်စေမှုကျူးလွန်လျင်ထိုက်တဲ့ပြစ်ဒဏ်တွေအကြောင်းကိုဆက်လက်ဖော်ပြပါမယ်ပုံမှန်323မည်သူမဆိုပုံမှန်334ပြဋ္ဌာန်းထားသောအချက်မှတပါသူတဦးအားမိမိအလိုလျောက်နာကျင်စေလျင်ထိုသူကိုတစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေကျပ်တစ်သိန်းထိငွေဒဏ်ဖြစ်စေဒဏ်2ရက်လုံးဖြစ်စေချမှတ်ရမည်ဘေးဖြစ်စေတတ်သောလက်နက်ဖြင့်သို့မဟုတ်နည်းဖြင့်မိမိအလိုလျောက်နာကျင်စေမှုပုံမှန်324ပုံမှန်334ပြဋ္ဌာန်းထားသောအချက်မှတပါပြစ်ခတ်ရန်သို့မဟုတ်ထိုးရန်သို့မဟုတ်ခုတ်ဖြတ်ရန်ကိရိယာတစ်ခုခုဖြစ်စေရန်မူသောလက်နက်အဖြစ်ဖြင့်သုံးစွဲလျင်တေစေတံရသောကိရိယာတစ်ခုခုဖြစ်စေမိဖြင့်သို့မဟုတ်အပူရှိန်ရှိသောအရာဝတ္ထုတစ်ခုခုဖြစ်စေအစိတ်ဖြင့်သို့မဟုတ်စားလောင်စေတတ်သောအရာဝတ္ထုတစ်ခုခုဖြစ်စေပောက်ကွဲတတ်သောအရာဝတ္ထုတစ်ခုခုဖြစ်စေရှုရှိုက်လျင်သို့မဟုတ်မျိုးချလျင်သို့မဟုတ်သွေးထဲသို့ရောက်သွားလျင်လူကိုယ်ခန္ဓာကိုအန္တရာယ်ဖြစ်စေတတ်သောအရာဝတ္ထုတစ်ခုခုဖြစေတိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်စေမည်သူမဆိုသူတဦးအားမိမိအလိုလျောက်နာကျင်စေလျင်ထိုသူကို3နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်2ရက်လုံးဖြစ်စေချမှတ်ရမည်မိမိအလိုလျောက်ပြင်းထန်နာကျင်စေမှုအတွက်ပြစ်ဒဏ်ပုံမှန်325ပုံမှန်335ပြဋ္ဌာန်းထားသောအချက်မှတပါမည်သူမဆိုသူတဦးအားမိမိအလိုလျောက်အပြင်းထန်နာကျင်စေလျင်ထိုသူကို9နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်ဘေးဖြစ်စေတတ်သောလက်နက်ဖြင့်သို့မဟုတ်နည်းဖြင့်မိမိအလိုလျောက်ပြင်းထန်နာကျင်စေမှုပုံမှန်326ပုံမှန်335တွင်ပြဋ္ဌာန်းထားသောအချက်မှတပါပြစ်ခတ်ရန်သို့မဟုတ်ထိုးရန်သို့မဟုတ်ခုတ်ဖြတ်ရန်ကိရိယာတစ်ခုခုဖြစ်စေရန်မူသောလက်နက်အဖြစ်ဖြင့်သုံးစွဲလျင်တေစေတံရသောကိရိယာတစ်ခုခုဖြစ်စေမိဖြစ်သို့မဟုတ်အပူရှင်ရှိသောအရာဝတ္ထုတစ်ခုခုဖြစ်စေအစိတ်ဖြင့်သို့မဟုတ်စားလောင်စေတတ်သောအရာဝတ္ထုတစ်ခုခုဖြစ်စေပောက်ကွဲတတ်သောအရာဝတ္ထုတစ်ခုခုဖြစ်စေရှုရှိုက်လျင်သို့မဟုတ်မျိုးချလျင်သို့မဟုတ်သွေးထဲသို့ရောက်သွားလျင်လူကိုယ်ခန္ဓာကိုအန္တရာယ်ဖြစ်စေတတ်သောအရာဝတ္ထုတစ်ခုခုစေတိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်စေမည်သူမဆိုသူတဦးအားမိမိအလိုလျောက်အပြင်းထန်နာကျင်စေလျင်ထိုသူကိုထောင်ဒဏ်20ဖြစ်စေ10နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေချမှတ်ရမည်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်အခုဆိုရင်ဒီပုံမှန်တွေဟာနာကျင်စေမှုနဲ့ပတ်သက်ရင်အသုံးများကြတဲ့ပြဋ္ဌာန်းချက်တွေဖြစ်ပါတယ်ခင်ဗျာဒီ channel လေးမှာဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးများတင်ပြသွားမှာဖြစ်လို့ like share နဲ့ subscribe လုပ်ပေးထားကြပါလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုနှီးကုန်းချုပ်လိုက်ပါတယ်အားလုံးပဲကျန်းမာလန်းဖြာကြပါစေခင်ဗျာ